Hello ဒါကတော့ Day 4 ခီးစဉ်ရဲ့ content လေးဖြစ်ပါတယ်။မနေ့အဲ့ရထားချင်း balcony ကနေပြီးတော့မှထွက်ကြည့်လိုက်တာနဲ့ဇွဲကပင်တောင်နဲ့တောင်ကျောတစ်ဆက်တည်းဖြစ်နေတဲ့နွားလဘော့တောင်ရဲ့တောင်ကြီးအောက်ကနေပြီးတော့မှမြူဝေဆိုင်နေတဲ့သဘာဝကိုခန်းစားလို့ရပါတယ်။ရှေ့မှာဆိုလို့ရှိရင်မနေ့အစောကြီးထားပြီးတော့တပုံထားရိုက်တဲ့လူတွေလည်းရှိပါတယ်။ဟိုတယ်ကမနက်9နာရီခွဲမှာ breakfast ကစကြွေရမလို့9နာရီခွဲမှာ breakfast စားပြီးတော့10နာရီခွဲလောက်ကိုဟိုတယ်ကနေစပြီးတော့ထွက်ခဲ့ပါတယ်10နာရီ46မိနစ်မှာဒီတောင်ကလပ်စီဒီကိုရောက်ခဲ့ပါတယ်ပြီးတော့မဝင်ချင်းမို့နော်ချင်းမောင်းတဲ့တွေ့ရတဲ့ချင်းမောင်းဝယ်စားခဲ့ပါသေးရဲ့အနန္တတီးရတစ်စိတ်ကို2000ရဲ့တရက်တီးရတစ်လုံးကို2000ပြီးပြီးတော့ဝယ်စားခဲ့ပါသေးရဲ့ပြီးတော့သူဆက်ဆက်ချင်းမှလည်း9စာလေးရောင်းနေအထဲမှာလည်းရောင်းနေဈေးကတော့တူတူပါပဲတစ်ထုပ်ကို900အမှဆိုလို့ရှိရင်တရားလေးကိုဖြတ်ပြီးတရားအောက်က9တွေကိုလည်း9စာကျွေးလို့ရပါတယ်9ရအကြီးတွေပါငခုတွေရော9တွေစုံနေရပဲအကန်ရဲ့ဆက်ဆက်ဖီနာလေးမှာတရားလေးနဲ့အဲ့လို9စာကျွေးဖို့နေရာလေးလည်း provide ပေးထားပါတယ်အမှဆိုလို့ရှိရင်ဓာတ်ပုံလေးရိုက်ပြီးတော့9စာလေးကျွေးလို့ရပါတယ်အားရ9ရတော်တော်ကိုကြီးပါတယ်အရှိဆိုလို့ရှိရင်လည်းလက်တစ်ဖက်စာလောက်ကိုရှိရပေါ့နော်သူ9စာရမျိုးစုံရောက်မှာပါမုတ်တွေရောပါမုတ်အလုံးတွေရောပေါက်ပေါက်စုပ်တွေလူစားရဲ့ပေါက်ပေါက်စုပ်တွေလည်းရောက်မှာဒါပေမဲ့နည်းနည်းရောဈေးများပါတယ်ဟိုးဘအဆုံးထိမသွားခဲ့ဘူးဘာလို့တော့ဆိုတော့နေရလည်းအရန်အောင်ပူနေမနှက်စောစောလေးဖြစ်တဲ့အတွက်ကြောင့်မလို့နေရပူချစ်ပြီးတော့ခါကြတော့မှဟိုးဘအဆုံးထိသွားခဲ့လိုက်ရပါဘူးလူတွေလည်းများနေရဖြစ်တဲ့အတွက်ကြောင့်မလို့9စာကြွေးပြီးတော့ပဲပြန်လဲခဲ့လိုက်ပါတယ်ကြီးပေါင်းတော့ကြီးတွေနော်မကျင်းနေတာဟုတ်တယ်အစားလဲကျွင်းနေလူတဲ့တရက်တီးစားပြီးတော့ပြန်လာခဲ့ပါတယ်အချစ်ဖြောအဲ့ဟာနေစပြီးတော့မှ Google Map ကနေကြည့်ပြီးတော့သွားခဲ့ရမှနောက်လုံးတောင်ကြားစွာလေးရှိပါတယ်သူကားလည်းအမြဲမဖြတ်နေတဲ့အတွက်ကြောင့်မလို့ဓာတ်ပုံရိုက်လို့အရန်လာပါတယ်အချိန်ကအများကြီးမရှိတော့ဖြစ်တဲ့ကြောင့်မလို့ဆက်မရိုက်ခေးလိုက်တော့ဘူးပေါ့နော်ဆက်ပဲသွားခေးလိုက်ပါတယ်ပြီးတော့အဲ့ဒီပဲဆက်သွားပြီးတော့အမှထွန်းပတိုင်ရေကန်ဆိုရဲအပေါက်ဝလေးကနေပြီးတော့မြားလေးထိုးခဲ့ရနေဝင်ခဲ့လို့ရှိရင်ဒီရေကန်လေးနေရာရောက်ပါတယ်ရှင်အဲ့မှာလေတော့တစ်ဆက်ထပ်ပြီး9စာကျွေးလို့ရတဲ့နေရာရှိပါတယ်အဲ့ကန်ထဲမှာလေ9တွေရှိဒါပေမဲ့စောစောကနေရာလောက်ကြီးတော့9တွေအရင်မကြည့်ဘူးပေါ့နော်ဒီက9ကနည်းနည်းသေးတယ်အဲ့နေရာမှာတော်မြန်ထပ်ပုံရိုက်ကြတဲ့ဝါဒရာလေးရှိရဲအမှဆိုလို့ရှိရင်ဒီဘက်ကနေချင်းရိုက်လို့ရှိရင်အနောက်ကတောင်ကြီးလေးပါတယ်တော်တော်လေးလာပါတယ်မသစ္စာတိုင်းတရားနေပြီးတော့ဆက်ပြီးဟိုးဘက်ထိဆက်သွားလို့ရပါတယ်တချို့လူတွေကြသွားကြရပေါ့နော်တမီးတော့အရန်ဟိုးဘက်ထိမသွားခဲ့တရန်လေးပဲပြန်လဲလာခဲ့လိုက်ပါတယ်ခွေးစားလေးလည်းကျွေးပြီးတော့9စာကိုကျွေးပြီးတော့သူကမှပါမုံလုံးရေပါမုံအစုပ်လေးရေတထုပ်2500နဲ့ရောင်းပါတယ်တော်တော်များများတူတူပါပဲဒီကလည်း1500ဟိုဘက်ကန်တော့ကလည်း2500ပဲပြီးခဲ့ရပါတယ်အဲ့ကနေဆက်ပြီးတော့ကော့ကတောင်ကူကိုဆက်ပြီးတော့သွားခဲ့ပါတယ်ဒီကလေးကတော့အဝင်ပေါက်လေးပါရှင်ပြီးတော့ကော့ကတောင်ကူရဲ့အဝင်ပေါက်မှာလည်းမဈေးတယ်လေးရှိရေပေါ့နော်sausage ကိုအမဝက်ဥလုံးချောင်းတွေရောအများကြီးပဲရောက်มาပြီးတော့ဖြော်ရည်လည်းရောက်มาရယ် recommend ပေးရမယ်ဆိုရင်တော့ဖြော်ရည်ရောအရင်ကြိုက်ပေါ့နော်ဒါပေမဲ့ဝက်ဥလုံးချောင်းလေးရတော်တော်လေးကိုကောင်းပါရယ်
တော်များများတော့ပြောကြရဲအဲ့ဖျားမှာဆူတောင်းလို့ရှိရင်ဆူတောင်းပြည့်ရပေါ့ကိုလိုချင်တာကိုရတယ်အဲ့လိုမျိုးပြောကြရဲပေါ့နော်ကြောင့်ဆူတောင်းခဲ့ပါသေးတယ်သူရဲ့ကိုကဟိုးဘက်အနက်ကြီးအဲ့လိုမျိုးပေါ့အစားကနေပြီးနည်းနည်းလေးပဲအမအခုပြထားတဲ့အတိုင်းပဲအဲ့လိုလေးပဲပေါ့နော်အဟိုးအနက်ကြီးမဟုတ်ပါဘူး姐姐有带来。ဒီနေရာလေးကတော့စောပြထားတဲ့လေကားလေးကနေဆက်ပြီးအပေါ်တက်သွားလို့ရှိရင်တွေ့ရမယ့်နေရာလေးပါပြတတူရဲ့အရှိမရောက်မှလက်တွေရောငါးယူလွတ်လို့ရတယ်လို့ပြောဒါပေမဲ့ကန်တော့မတွေ့ခဲ့ဘယ်မှာလွတ်ကြလဲတော့မသိသူများတွေတော့အရှိမလည်းရေခဲမုံဆိုင်လေးရှိပါတယ်ရေခဲမုံလည်းစားခဲ့ပါသေးတယ်အားကြီးချိုးရင်တော့တော်ပြီတော်ပြီနည်းနည်းစီစားတော့နည်းနည်းစီစားရင်လည်းစားလိုက်နည်းနည်းစီကြိုက်တာချစ်ဆုံးပါလေဝဲနဲ့ချစ်ဆုံးအဲ့ကနေဆက်ပြီးတော့သွားခဲ့တဲ့ဆိုင်လေးကတော့စိုက်ဆိုရဲကရင်ရိုးရွာတွေပဲစားလို့ရတဲ့ဆိုင်လေးပါဒီအလေးတော့သူရှိမှရတဲ့မန်နူလေးဖြစ်ပါတယ်ဒါတော့ဟိုတယ်ပြန်ရောက်ပါပြီဟိုတယ်မှာခဏအနားယူပြီးတော့ညနေလဲဆောင်ရောညစီတန်းထွက်ခဲ့ပါတယ်ပြောရမယ်ဆိုလို့ရှိရင်ညစီတန်းအကင်နေရောင်းတာများပါတယ်အဲ့လိုအကင်အတူလေးရောပုံချောင်းနေရောအကင်နေပြီးတော့မော်ဟင်းကားတွေအဲ့လိုမော်ဟင်းကားကတော့မန်လေးရဲ့မော်ဟင်းကားနဲ့တော့မတူပါဘူးရခိုင်မော်ဟင်းကားဆိုပြီးတက်ရှိပါတယ်အဲ့ညာစီတန်းလေးကတော့ကန်နာရဲ့ဘီးမှာဖွင့်ထားတဲ့ညာစီတန်းလေးဖြစ်ပါတယ်ညာစီရန်လေးကတော့ဈေးလေးလည်းတင်ပြီးစားလို့လည်းကောင်းခဲ့ပါတယ်ကိုပြန်စိမ့်လားသူလေးကဘာစားမှာလဲဘယ်လောက်လဲနေဒီမှာကြည့်လားနေမ
ချက်ဘိုးငါးခုတော့ရကြောင်းစိတ်နဲ့သူရပဲတဲ့ပါအချိန် အဖာခေါ်တာ ခောက်မို့ ဩ မုတ်တက်လည်းလို့လေမို့ဒါရန်ကုန်မှာ အမှထိုင်စရာနေရာတော့မရှိပါဘူးညနေဆောင်ရင်တော့ထိုင်ကုန်တန်းလေးမှာထိုင်လို့ရတယ်လို့ပြောတယ်ဒါပေမဲ့နေရအရင်ပူနေရောဝယ်ပြီးတော့ပဲဟိုတယ်မှာပဲစားလိုက်ပါတယ်ပြီးတော့အဲ့ရထူးခြားတာလေးတစ်ခုကတော့နင်းသီးဖြော်ရည်နဲ့ထန်းသီးဖြော်ရည်ဆိုပြီးတော့ရောင်းပါတယ်အဲ့ဒါလေးလေတောက်ကြည့်ခဲ့ပေါ့နော်သွားခဲ့လို့ရှိရင်ကောင်းပါတယ်ညီမလေးကတော့ဘဲရောက် strawberry ဖြော်ရည်နဲ့ပဲတောက်နေပါတယ် ဘာတောက်နေရတော့ အဲ့ညာစီးထဲမှာချဲလီလေးရောင်းလာတယ်နှစ်ဆိုင်သုံးဆိုင်တွေ့ရအမအဲ့လေးလေးဆက်လို့ကောင်းပါတယ်သူကတော့100 gram ကို400နဲ့ပေးခဲ့ရပါတယ်ကြိတ်တက်ရွေးလို့ရတယ်ပေါ့နော်အဲ့မှာကဲခုဆိုလို့ရှိရင်တော့အထုပ်တွေဆွဲပြီးတော့ဟော့တော့ပြန်ပါပြီ ကဲဟိုတယ်မှာစားဖို့နေရာတွေ့သွားပြီ ဘာလဲအိမ်ပါနော် အထုပ်ကိုစီနဲ့ စားပါအေးစေးလေကဲဘာတွေဝယ်ခဲ့တော့ရှင်းပြလိုက်ပါဦး ဒါတော့အခုမှဆိုတာနင်းသီးခေါ်ယူသူကဗာလဲနန်းပြားသီးခေါ်ယူနန်းပြားသီးနန်းခေါ်တမျိုးရတာလည်းမရှိဘူးအလုံး စတော်ဘယ်ရီနဲ့စတော်ဘယ်ရီကိတ်ဒါချောကလက်ကိတ် ဒါကတော့မူပိုင်းထမင်းကြော်ပဲရောက်ထမင်းကြော်ရ ချီးကိတ်ကရှင်းပြလိုက်ပါဦးချီးကိတ်က9000စတော်ဘယ်ရီစတော်ဘယ်ရီကိတ်က9000ချောကလက်ကိတ်ကလည်း9000ကြောလုံးတော့ 100 gram မှ400ကျော်လုံးတော့ပန်းကြီး ဒါပဇွန်လုံးပါလာလေ ဘာလို့လဲဟိုဒီ အဲ့ဒါလေးကဘာလေးတော့ပြောပြလိုက်ပါ ဒီဟာကကြတော့ ငုံကင်းနဲ့ ငုံဦးကင်းအဲ့ဒါကိုမပေါ်ခဏန်းနဲ့လောက်ထားကိုယ်လုံးခါလေး ပြုတ်သွားပြီ ဒီမြဝင်ထပ်ထုတ်ပေါင်း ခေါင်းမုံ ခေါမ သူက eat this one not the ထော tower က်မှာ အဲ့တော့မလို့ I'm just kidding if you want to eat that မုံဒီ ကရင်ဟုတ်ပြီငါ ကရင်မိုဟင်းက ဟောကြည့်ဦးဝဲကဲ စီကျက်ကျိုးစီကျက်စုံသွားပြီကဲသူလေးစားကောင်းလားသူလေးစားကောင်းလား စားကောင်းတယ် ဒါဘယ်မှာစားနေရတော့ညစီတန်းနေဝယ်ပြီးတော့ဟိုတယ်ထဲမှာစားနေရပါ တော့သပွဲကြီးပေါ်မှာစားနေရလို့ ဟိုတယ်ပန်းညံနေရတနေရာလေးပေါ့